ကိုချစ်ရတဲ့သူတယောက်ကကိုမချစ်တော့ဘူးဆိုတာကိုမလိုအပ်တော့ဘူးဆိုတာကိုအကြောင်းတွေကိုစိတ်မဝင်စားတော့ဘူးဆိုတာကိုနဲ့ပတ်သက်ရင်ဘာမှမခံစားရတော့ဘူးဆိုတာသိနေတယ်။ဒါပေမဲ့ဒီသိနေတဲ့အမှန်တရားကိုလက်ခံဖို့ကတော့အတော်လေးခက်ခဲပါတယ်။အမှန်ကိုတွေးမိတိုင်းစိတ်ထဲမှာအရင်နာကျင်ရတတ်တယ်။နာကျင်လို့တခါတလေမတွေးရဲလောက်အောင်ဖြစ်တတ်တယ်။အဲ့ဒီအချိန်တွေမှာကိုစိတ်နဲ့ကိုဒါဟာမဖြစ်နိုင်ပါဘူးဆိုပြီးထင်အောင်ထင်မှားတွေလုံနေမိတတ်တယ်။သူမချစ်တော့ဘူးဆိုတဲ့အမှန်ကိုကိုလိမ်ညာပြီးမယုံကျင်သလိုဖြစ်နေတတ်တယ်။ဒါပေမဲ့အမှန်တရားကိုလက်ခံနိုင်ဖို့ဆိုတာအချိန်လိုအပ်ပါတယ်။ကိုယ်စိတ်ဓာတ်တွေကိုဖြည်းဖြည်းချင်းကူစားရတယ်။ခံစားချက်တွေကိုလည်းအလျင်စလိုမလုပ်ဘဲတဖြည်းဖြည်းလက်ခံသွားရတယ်။ကိုယ်စိတ်ကသွေးပူနေတော့မှတော့ဒီအဖြစ်မှန်ကိုလက်ခံနိုင်ဖို့မလွယ်ပါဘူး။ဘာလို့လဲဆိုတော့နာကျင်မှုကအယံပြင်းထန်နေတယ်လို့ပါဒါပေမဲ့တစ်ချိန်ချိန်မှာကိုယ်တိုင်းကကိုမနာကျင်စေခြင်းတော့တဲ့အချိန်ခံစားချက်တွေအနေထိုင်လာတဲ့အချိန်ကိုပြန်ချစ်တက်လာတဲ့အချိန်မှာတော့အမှန်ကိုတဖြည်းဖြည်းလက်ခံနိုင်လာပါတယ်တချို့လူတွေကတော့ဒီအမှန်ကိုအေးစေလက်ခံနိုင်ကြရဆိုပေမဲ့တချို့လူတွေကတော့မိမန်းသိရတဲ့တောင်ရှေ့ဆက်တိုးနေမိတတ်ကြတယ်ချက်ပြီးမျောလင်းနေမိရင်ထပ်ပြီးနာကျင်ရမယ်ဆိုတာသိပေမဲ့လက်မလွတ်နိုင်သေးပဲဖြစ်နေတတ်ပါရဲ့။အဲ့ဒီလိုချိန်တွေမှာတော့နာကျင်မှုတွေကိုထပ်ခါခံစားရပြန်ပါတယ်။ဒါကြောင့်ပဲဒီလူတွေဟာနာကျင်မှုကိုအဆုံးစွန်ထိခံစားပြီးမှလက်လွတ်နိုင်ကြတယ်။အဲ့ဒီအချိန်မှာဘာမျောလင်းချက်တွေမှမကျန်တော့ဘူး။ကိုလုံးနိုင်သမျှအကုန်လုံးခဲ့ပြီးပြီဆိုတဲ့စိတ်နဲ့ပေါ်ပါစွာလှုပ်ချနိုင်ကြပါတယ်။ဒါကြောင့်တခါတည်းရဲ့လက်လွတ်ခြင်းဆိုတာအရှုံးမဟုတ်ပဲကိုကာဝယ်လိုက်ခြင်းလည်းဖြစ်နိုင်ပါတယ်။